Hi အားလုံးပဲကိုလီပါကျမကအရန်ချမ်းသာတဲ့မိသားစုကနေလာတာဖြစ်ပြီးချမ်းသာတဲ့ဂီရီတက်တဲ့နာမည်ကြီးပုဂ္ဂလိကကျောင်းမှာတက်ပါတယ်ကျမနဲ့ကျမရဲ့အချစ်ဆုံးတငယ်ချင်းဘရစ်တနီတို့ကကျောင်းရဲ့ဘယင်မတွေပေါ့ကျမတို့ကလူတွေကိုနှိမ်တဲ့အကုန်လုံးကိုအထင်သေးကြပြီးဒီကျောင်းကကျမတို့ကိုရှီကိုကိုတက်တိဆောက်ထားသလိုမျိုးအနိုင်ကျင့်အထည်ကြီးပြက်လုပ်ခဲ့ကြပါတယ်အဲ့ဒီနောက်ကျောင်းပိတ်ရက်ရောက်လာတဲ့ကျမရဲ့အပြုမှုတွေကြောင့်အမေရင်ပတ်အောင်ပြီးလေးဖြတ်သွားခဲ့တယ်အမေကကျမကိုထိမ့်မနိုင်သိမ့်မရဖြစ်နေပြီလို့အမြဲပြောပေမဲ့ကျမဘယ်တော့မှနားမထောင်ခဲ့ဘူးအခုတော့အမေကတတိမရပဲကိုမအနေထားနဲ့ဖြစ်နေပြီးကျမရဲ့စိတ်နှလုံးလည်းကြေးမွားသွားရပါတော့တယ်ဒါကြောင့်ကျမလူဖြစ်လဲဖို့ပိုကောင်းတဲ့သူဖြစ်လာဖို့ဆုံးဖြတ်လိုက်တယ်ဒါကိုဘသူကအသေးတန်မုန်းလဲဆိုတော့ဘရစ်တနီပါပဲသူကမြို့ပေါ်မှာအချမ်းသာဆုံးမိန်းကလေးတွေကတယောက်ပါသူ့အမေကကုမ္ပဏီကြီးတွေပိုင်ပြီးသူ့အဖေကတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမိသားစုကိုဆုတ်ခွာသွားပြီးနောက်အိမ်ထောင်ပြုသွားခဲ့ပါတယ်ဘရစ်တနီကသူ့ဖေချောင်းကိုလုံးဝလူဆဆမပြောတတ်ပါဘူးတစ်ဆက်တန်းရဲ့ပထမဆုံးကြောင်းဖွင့်ရက်မှာကျမစင်ကြံလန်းနဲ့ရှောက်သွားရင်းနဲ့ဘရစ်တနီရဲ့အတန်ကိုမမြင်ရခင်ကတည်းကအရင်ကြားလိုက်ရတယ်ဟေးငါလက်ကောက်ကိုအမိုက်ပုံးနဲ့ဘာလို့ပစ်ထဲတာလဲလောက်ကနာကကျောင်းသူတစ်လေးကကြောက်လန့်တကြားအေးခဲသွားပြီးသူ့မျက်နှာလေးရဲတက်လာတယ်။ကျမမလုပ်ရပါဘူးအမှန်တိုင်းချိန်ပြောပါတယ်။ဟာမင်းကချိန်တောင်ပြသေးတာပေါ့ဟုတ်လားချစ်စရာလေးလူတွေကဆန်တာကလော့စ်အစ်စ်မှန်ရှိတယ်လို့ချိန်ကြတာပဲလေအဲ့ဒါနဲ့ရောတကယ်ရှိသွားတာကြလို့သူ့ရဲ့တငယ်ချင်းတွေကဟန်ဆောင်ပြီးဦးမျိုးကရေမောကြတယ်ပြီးတော့ဘရစ်တနီကသူတို့တွေကတယောက်ကိုတိုးလေးပြောလိုက်တယ်တစ်စက္ကန့်လောက်ကြာမှပဲသူတို့ကအမိုက်ပုံးကိုဆွဲထုတ်လာပြီးအဲ့ဒီကောင်မလေးရဲ့ရှစ်တက်တဲ့မှာချပေးလိုက်တယ်ကဲမင်းမဖြစ်ခဲ့ဘူးဆိုရင်အမိုက်ပုံးနဲ့လက်ထိုးပြီးရှာပြလိုက်လေကျောင်းသူတစ်လေးကငိုချင်းစိတ်နဲ့အမိုက်ပုံးကိုကြည့်နေတယ်သူဘာမှမယူခဲ့ဘူးဆိုတာကျမသိပါတယ်ဘရစ်တနီကသူ့ရဲ့စိတ်ပေါက်တဲ့အချိန်ရောက်လာပြီးပထမဆုံးအတိတ်မစခင်မှာဘသူကိုမဆိုနှိပ်စက်ချင်နေုံမှာပဲဒါကြောင့်ကျမဝင်ရောက်ဖြည့်ရှင်းဖို့ဆုံးဖြတ်လိုက်တယ်ဘရစ်တနီကလှည့်ကြည့်လိုက်ပြီးသူ့မျက်နှာတစ်ခုလုံးဝင်းပသွားတယ်အားလေးဒီမှာပါလားတမနက်လုံးနင်းကိုဖုန်းခေါ်နေတာကွဘေဘီရဲ့ခံမရရင်နင်းချောင်းနဲ့အလုရှုံနေလို့လားဘာပဲဖြစ်ဖြစ်ခွင့်လွတ်ပါတဲ့အချိန်ကရောက်လာတာပဲဒီလူရှုံးသမားလေးကိုတင်ကန်းစာတစ်ခုပေးဖို့ငါ့ကိုကူစမ်းပါသူကကျမကိုရေမောလိုက်မယ်လို့မျှော်လင့်ခဲ့တာလွန်ခဲ့တဲ့နှစ်ကဆိုရင်လည်းဟုတ်မှာပါဒါပေမဲ့အဲ့ဒီအစားကျမလျှောက်သွားပြီးအမိုက်ပုံးကိုဆွဲထုတ်ကဘေးကိုဖယ်လိုက်တယ်ပြီးတော့ကျောင်းသူတစ်လေးရဲ့လက်ကိုဆွဲပြီးကျမရဲ့ကြောနောက်မှာကာကွယ်ပေးထားလိုက်တဲ့စင်ကြံလန်းတစ်ခုလုံးတိတ်ဆိတ်သွားတယ်ဘရစ်တနီကကျမကိုမြင်တက်ပြီးကြည့်နေတယ်။ဘာလဲသူကတကယ်ငူနေတာလေလူတွေငူနေရင်တုတ်ပြန်ရမှာပေါ့။ငါလောက်ခဲ့တာပေါ့မန်ဖီပြီးမျက်စိကလည်းပြလိုက်တယ်။အဲ့ဒါဘာနောက်ပြောင်မှုမျိုးလဲ။ငါနောက်ပြောင်တာတွေကိုမုန်းတဲ့နီကိုနင်အဲ့ဒါတည်တာပဲ။ကဲနောက်ပြောင်တာတွေတင်မကဘူး။နေမုန်းရမယ့်ဟာတွေအများကြီးရှိသေးတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုဆက်လုပ်နေမယ်ဆိုရင်နင့်ရဲ့မုန်းတီးရမယ့်စီးရင်ထဲမှာငါ့ကိုပါထည့်လိုက်တော့ကျမကျောင်းသူတစ်လေးရဲ့လက်ကိုဆွဲပြီးထွက်လာခဲ့တယ်။နောက်မှာတော့ဘရစ်တနီကကျမရဲ့နာမည်ကိုအော်ခေါ်နေပြီးဘာဖြစ်သွားမှန်းကိုနားမလည်နိုင်တော့တဲ့ပုံစံမျိုးနဲ့ကြံရစ်ခဲ့တယ်။အဲ့ဒီလိုနဲ့ပဲကျမရဲ့အခန်းကဏ္ဍတစ်ကဘရစ်တနီကိုရန်သူအဖြစ်နဲ့စတင်ခဲ့ပါတော့တယ်။အဲ့ဒီညမှာပဲဘရစ်တနီကကျောင်းဖွင့်ပွဲအကျိုးပါတီကြီးတစ်ခုလုပ်ခဲ့ပြီးကျမကတော့မဖိတ်ကြားခံရတာသိချပါတယ်။ကျမရဲ့ရီးစားအဲရစ်ကမြို့ပေါ်ကအချမ်းသာဆုံးလူငယ်တွေကတယောက်ဖြစ်ပြီးပါတီပွဲတွေတွားရတာနဲ့လူရှိသူရှိထောင်းပြရတာကိုဝါသနာပါတဲ့အားကစားသမားတယောက်ပါကျမတို့တွဲလာတာ3000ရှိပြီဖြစ်ပြီးအဓိကတော့အဖေကသူ့ကိုသဘောကျလို့ပါပဲ။အဲရစ်ကညံအကောင်းဆုံးဒါမှမဟုတ်အကောင်းဆုံးလူတယောက်တော့မဟုတ်ပါဘူး။ဒါပေမဲ့အဖေပြောတာတော့သူကမိသားစုအတွက်အကျိုးရှိတဲ့သူတဲ့။အဲ့ဒီညမှာသူကတမျိုးကြီးထိတ်လန့်နေတဲ့ပုံစံနဲ့ရောက်လာတယ်Hey baby ရဲ့နင်နဲ့ဘရစ်တနီကြားထဲဝင်မရှုပ်ချင်ပေမဲ့ဘရစ်တနီကိုအခက်မသိရင်မတောင်းစေနဲ့ပေါ့ကွာသူဒေါသထွက်တာနင်ကဘာလို့ဂယုစိုက်ရတာလဲငါဂယုမစိုက်ပါဘူးနင့်ကိုပဲဂယုစိုက်တာပါနင့်ဘဝထဲမှာပြဿနာတွေမရှိစေချင်လို့ပါသူအဲ့လိုပဲတွတ်ပြောနေပေမဲ့သူ့ကိုကျမကောင်းကောင်းသိတာပေါ့အဲရစ်နင်ဘရစ်တနီရဲ့ပါတီကိုတွားချင်ရင်တွားလိုက်တော့ငါသားမနေဘူးသူကမတွားချင်ဘူးလို့ပြောပေမဲ့ကျမကတော့ယုံစရာလားအဲ့ဒီနောက်ဖုန်းအားသွင်းကြိုးလိုက်ရှာရင်းနဲ့စပွဲခုံအောင်မှာအမေရဲ့စေညွှန်းစာရွက်ကိုတွေ့လိုက်ရတယ်အဲ့ဒါမှတတိယလိုက်တယ်လွန်ခဲ့တဲ့ပတ်အနည်းငယ်ကအဲ့ဒါကိုဘရစ်တနီအိမ်ကိုယူသွားမိပြီးအဲ့ဒီမှာမေ့ကြံခဲ့တာပဲအဲရစ်ဘရစ်တနီပါတီကိုတွားရမယ်တစ်စက္ကန့်လောက်သူ့မျက်နှာဝင်းပသွားတယ်ပြီးတော့သူပုံမှန်အတိုင်းဟန်ဆောင်ဖို့ကြိုးစားတယ်အင်းဟုတ်ပြီလေဒီနေ့ငါရဲ့လမ်ဘိုဂီနီကိုဖျောင်းတိုက်ထားတာတော်သေးတာပေါ့ဒါနဲ့ပဲကျမတို့ထွက်လာခဲ့ကြတဲ့အဆိုးဆုံးအမကြီးပေါ်ရောက်သွားတဲ့အခါအားလုံးကလှည့်ကြည့်ကြတယ်ဘရစ်တနီရဲ့မိန်းကလေးအုပ်စုတွေကတချို့ကသူ့ကိုအပေါ်ထပ်သွားပြောကြတယ်10မိနစ်လောက်ကြာမှဘရစ်တနီကကော်ဆက်အင်ဂျီနဲ့ဘောင်းဘီတိုလေးဝတ်ပြီးနားကတ်တစ်ဖက်ကိုပြင်းရင်အောက်ကိုဆင်းလာတယ်သူ့ရဲ့ရီစာအမိုက်ကလည်းသပင်တွေရှုပ်ပွားပြီးယူးကြောင်ကြောင်အပြုံးနဲ့နောက်ကနေလိုက်လာတယ်ဟုတ်ပါတယ်ကျမတို့တခုခုကိုအနှောက်ယှက်ပေးမိလိုက်တာပဲသူကျမကိုမြင်တော့မျက်စိမိတ်ပြတယ်အမိုက်ကတော့ထုံးစံအတိုင်းပါပဲလာရီနဲ့ချီပြီးကျမကိုလိုက်ပြူငါနေတာဖြစ်ပြီးကျမကလည်းအဲ့ဒီလောက်ကြာအောင်သူ့ကိုလစ်လူရှူထားခဲ့တာပါ
ဇိမ်ခံပစ္စည်းတွေကိုဒီညလက်ခံပေးနေမှမသိခဲ့ဘူးနီကိုကျမသူ့ကိုလစ်လျူရှုပြီးလှေကားဆင်းရကိုတန်းသွားလိုက်တယ်အဲ့ဒါအမှားကြီးပဲဘရစ်တနီကလူတစ်ယောက်ရဲ့လက်ထဲကအဖျော်ရမကာခွက်ကိုဆွဲယူပြီးကျမစီပစ်ပေါက်လိုက်တယ်အေးတွေကကျမရဲ့အင်ဂျီရှေ့ပိုင်းကိုဆူရွှဲသွားစေပြီးအခန်းထဲမှာအားလုံးတိတ်ဆိတ်သွားတယ်ငါရှိကနေဒီလိုလျှောက်သွားလို့မရဘူးတိလာဒီကိုလာတာအရေးကြီးတာတခုခုယူဖို့ပေမဲ့အခုတော့ဆက်နေချင်လာပြီးပတ်ဝန်းကျင်ကပြောစရာကောင်းတာပဲဘရစ်တနီကဒေါသအကြီးနဲ့ကျမကိုစိုက်ကြည့်နေတယ်တစ်စက္ကန့်လောက်ဆိုရင်ပောက်ကွဲထွက်သွားမလို့ပဲပြီးတော့သူနှာခေါင်းရှုံလိုက်ပြီးအာမာလက်ကိုရုံးကအပေါ်ထက်ကိုအဝိစားလဲဖို့ပြေးတက်သွားတယ်ခဏကြာတော့အဲရစ်ကလူတွေနဲ့ရောနှောပြီးစကားပြောနေတယ်အဲ့ဒီအချိန်မှာပဲရေကူးကန်နားမှာယောက်ျားလေးတချို့နဲ့စကားပြောနေတဲ့အရက်ရှိရှိဆွဲဆောင်မှုရှိတဲ့မျက်မှန်မဲတက်ထားတဲ့လူတစ်ယောက်ကိုတွားတွေ့တယ်ညဘက်ကြီးဖြစ်နေပါလေနဲ့မျက်မှန်မဲတက်ထားတာဟာရေးစရာကောင်းပေမဲ့တမျိုးလေးနဲ့ပိုပြီးဆွဲဆောင်မှုရှိနေစေတယ်သူကျမကိုကြည့်နေတာကိုသတိထားမိတော့ကျမကြောင်သွားပြီးအခက်တွေ့စရာအကောင်းဆုံးလက်ပြပြလိုက်တယ်သူလည်းပြန်ပြုံးပြတယ်မျက်မှန်နောက်ကသူ့မျက်လုံးတွေဘလို့ပုံစံရှိမလဲလို့တွေးနေတော့မှာပဲကျမရဲ့ကြောနောက်မှာတယောက်အော်တန်ကြလိုက်ရတယ်ဘရစ်တနီပဲဖြစ်ပါတယ်သူကအိမ်လှဆင်ပေါင်ကင်ပြီးကျမကိုတိုက်ခိုက်တော့မလို့လုံနေတာသူကျမကိုအဆက်ခွဲဖို့လုံနေတာထင်ပါတယ်အရမ်းမြန်လို့ရှောင်းတော့မရှောင်းလိုက်ရပါဘူးဘောင်နဲ့ထိခိုက်လူဆဲဆဲမှာမျက်မှန်မီးနဲ့ကောင်လေးကဝင်ကပေးလိုက်တယ်ဘောင်ကသူ့ပခုံးမှာရိုက်မိပြီးကွဲသွားတော့လူတွေအကုန်အံ့အားသင့်သွားကြတယ်သူကျမကိုလှည့်ကြည့်တယ်ဘာမှမဖြစ်ဘူးမလားကျမရက်ပြီးကြည့်နေမိတယ်မျက်လုံးတောင်ကောင်းကောင်းမမြင်ရဘဲနဲ့ဘလို့လုပ်ပြီးဒီလောက်တောင်ကြည့်ကောင်းနေနိုင်တာလဲဒါပေမဲ့မျက်မှန်ရဲ့ဘဲဘက်ချမ်းမှာပျောက်ကွယ်သွားတဲ့ပစနာကအမာယုပါလေးကိုသတိထားမိလိုက်တယ်အင်းကျေးဇူးတင်ပါတယ်အဲ့ဒီအချိန်မှာပဲအဲရီရောက်လာတဲ့ဟာအချိန်ကိုက်ပဲဘာမှမလုပ်တတ်တဲ့အချိန်ကြာမှသူကကျမနဲ့လူစိမ်းကောင်လေးကိုတလဲစီကြည့်ပြီးမျက်လုံးစူးစူးနဲ့ကြည့်တယ်သူတို့ပြဿနာလားမိတ်ဆွေမဟုတ်တော့ပါဘူးနေအတုံးမကျတဲ့အလုပ်တွေလုပ်နေတော့ငါဖြေရှင်းလိုက်ပြီဘာပြောလိုက်တယ်ငါ့ကိုဘလို့ပြောတာလဲပြီးတော့သူအဲ့ဒီကောင်လေးကိုထိုးချိတ်ဖို့လုပ်တယ်ကျမမမိတ်လိုက်ရဘူးကောင်လေးကသူ့ရဲ့ကောလက်စ်ကိုဆွဲကောက်ပြီးအလေးချိန်မရှိသလိုလွယ်လွယ်လေးထိန်းထားလိုက်တယ်အဲရီရဲ့ခြေထောက်တွေမြေပေါ်မထိပဲရုန်းကန်နေရတာကတော်တော်လေးဟာတာဖြစ်စရာကောင်းနေတယ်ကျမဝင်ပြီးလူစိမ်းကောင်လေးကိုချပေးဖို့တောင်းဆိုမှသူချပေးတယ်ပြီးတော့သူကျမကိုတစ်ချက်ပြုံးပြတယ်အဲ့ဒီလိုလုပ်တာကတကယ်ကိုဆွဲဆောင်မှုရှိနေတယ်ဒီကြားထဲမှာအဲရစ်ကရက်ပြီးသူ့ကိုယ်သူကာကွယ်ဖို့ကြိုးစားနေတော့မှာပဲအိမ်ပြန်ရအောင်အဲရစ်ကျမတို့ပြန်လာခဲ့ကြတယ်အဲရစ်ကတော့ဟိုကောင်လေးကိုမျက်စောင်းထိုးရင်းနဲ့ဘာမှအသုံးမကျတဲ့အလုပ်ကိုဆက်လုပ်နေတယ်အဲ့ဒီလူစိမ်းကောင်လေးရဲ့အပြုံးလေးတွေမျက်မှန်အောက်ကအမာယွလေးတွေကိုစိတ်ကူးရင်ဖို့အချိန်မရှိခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျမမှာပိုကြီးတဲ့ပြဿနာရှိနေလို့ပါပဲအဲ့ဒါကဘရစ်တနီပါပဲအဲ့ဒီညနောက်ပိုင်းမှာကျမတို့ရဲ့စစ်ပွဲကပိုဆိုးလာတယ်ဘရစ်တနီကဘောလုံးကန်ချိန်မှာကျမကိုမတော်တဆကန်မိတယ်ဓာတုဗေဒအတန်းမှာကျမရဲ့ဖန်ခွက်ကိုခွဲပစ်တယ်ပြီးတော့ကျမရဲ့နေလည်စာတဲ့ကိုဖြော်ရမားတွေလောင်းချတယ်တနေ့မှာသူကစာတူပို့လာတယ်ရေချိုးခန်းတဲ့ကိုအခုလာခဲ့တဲ့အတွက်လက်ဆောင်ရှိတယ်အဲ့ဒီထဲဝင်သွားတာကအမှားကြီးမှန်းသိပေမဲ့ကျမဝင်သွားခဲ့တယ်တကားဖွင့်လိုက်တာနဲ့ကျမအေးခဲသွားတယ်ဘရစ်တနီကအဲရစ်ကိုနမ်းနေပြီးအဲရစ်ကလည်းသူ့ကိုတိုးမထုတ်ထားပါဘူးကျမသူ့ကိုဆွဲထုတ်ပြီးပါချလိုက်တယ်နင်ကလူယုံမှမှန်းသိပါတယ်အဲရစ်ဒါပေမဲ့ဒီလောက်တောင်အသုံးမကျမှန်းမသိခဲ့ဘူးသူဘရစ်တနီကစင်ခုံကိုမိပြီးသူတကယ်နိုင်သွားတယ်လို့မျိုးပြုံးနေတယ်အဲ့ဒါပဲလားငါအတွက်ဘာမှမရှိဘူးလားလာပါနီကိုငါ့ကိုဆဲဆူအော်ဟစ်လိုက်လေကောင်းကောင်းကြီးရန်ဖြစ်ကြရအောင်ကျမသူ့ကိုကြည့်ပြီးပြုံးလိုက်ကထွက်လာခဲ့တယ်သူ့မျက်နှာချက်ချင်းပြောင်းသွားတာပဲဘာဖြစ်လို့လဲဆိုတော့ကျမဘာတွေးနေလဲဆိုတာသူကောင်းကောင်းသိနေလို့ပါပဲနီကိုမလုံနဲ့ဟုတ်ပါတယ်ကျမအာမာကိုလိုက်ရှာနေတာပါဘရစ်တနီကကျမရဲ့ရည်စားကိုနမ်းကျင်နေဆိုရင်ကျမလည်းသူ့ရဲ့ရည်စားကိုနမ်းမှာပေါ့ဘရစ်တနီကျမနောက်ကနေလိုက်လာပေမဲ့ကျမမရက်ခဲ့ပါဘူးလောကနားမှာအာမာကိုတွေ့တော့သူ့ချက်ကပ်ကိုဆွဲလိုက်ပြီးဒါကကျမမဟုတ်တော့ဘူးဆိုတာတတိယပြီးချက်ချင်းလွတ်လိုက်တယ်ဒါပေမဲ့အာမာကအဲ့ဒီလိုမဟုတ်ပါဘူးသူကျမကိုဆွဲပြီးလူတွေရှိမှတင်အတင်းနှမ်းလိုက်တဲ့စင်ကြံလန်းတစ်ခုလုံးပောက်ကွဲထွက်သွားမတက်ဖြစ်သွားတယ်ဘရစ်တနီရဲ့အော်တန်ကအားလုံးကိုဖျက်ကျော်သွားပြီးသူ့ကိုလှည့်ကြည့်လိုက်တဲ့အခါသူဒေါသထွက်နေတာမဟုတ်ဘဲနာကျင်နေတာကိုတွေးလိုက်ရတယ်ဘာကြောင့်လဲဆိုတာကျမသိပါတယ်ဘရစ်တနီဘလောက်ပဲဆိုးဆိုးသူအာမာကိုချစ်ပါတယ်ကျမအရစ်ကိုဘယ်တော့မှမချစ်ဘူးဆိုတာသူသိတယ်လို့အာမာကသူတကယ်ဂရုစိုက်တဲ့တယောက်တည်းသောသူဖြစ်တယ်ဆိုတာလည်းကျမသိပါတယ်ဘရစ်တောင်းပန်ပါတယ်အဲ့ဒီလိုဖြစ်သွားမယ်လို့မရည်ရွယ်ပါဘူးအဲ့ဒါနဲ့သူဘယ်သူမှမမြင်လိုက်ရအောင်မျက်ရည်တွေကိုတုပ်ပြီးထွက်သွားတယ်ကျမရင်ထဲမှာတကယ်မကောင်းပါဘူးဒါပေမဲ့ကျေးဇူးတင်စရာကောင်းတာကဘရစ်တနီနှစ်ပေါင်းများစွာဝတ်ထားခဲ့တဲ့လှုပ်ဝက်ချက်ကိုကျမမထုတ်ဖော်ခဲ့မိတာပါပဲနောက်တစ်မနက်မှာတော့အဲ့ဒီနန်းတဲ့ကိစ္စကအားလုံးရဲ့ပြောစရာအဓိကအကြောင်းအရာဖြစ်လာတယ်ဘရစ်တနီကဘသူ့ကိုမှမမေ့စေရအောင်လုပ်နေတဲ့လူတိုင်းကိုကျမကရီးစားလူတဲ့မွေဆိုးတကောင်လို့ပြောနေတာတကယ်တော့ကျမရဲ့ရီးစားကိုအရင်စနန်းခဲ့တဲ့သူစီကနေအဲ့ဒီလိုကြားရတာတကယ်ရေးစရာကောင်းပါတယ်
မကြခင်မှာပဲလူတွေကကျမကိုတငယ်ချင်းမကောင်းဆိုးဝါးလို့ခေါ်ကြပါတော့တယ်။အဲ့ဒီတော့အဖေကပရဟိတပါတီပွဲတစ်ခုလုပ်ပြီးចောင်းသားတွေအကုန်ဖိတ်ဖို့ဆုံးဖြတ်လိုက်တယ်သူကအဲ့ဒါကိုပုံရိပ်ပြန်ဆယ်ဖို့လို့ခေါ်တယ်။အဖေကနာမည်ကြီးစီးပွားရေးသမားတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ဂုဏ်သိက္ခာကိုတခြားဘာထက်မဆိုပိုဂရုစိုက်ပါတယ်။ရိုးရိုးသားသားပြောရရင်သူမလိုချင်တာတွေဖြစ်လာရင်တကယ်ဆိုးရွားတဲ့လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။အရင်ကတော့သူ့ကိုရှုရှုခဲ့ပေမဲ့ဒီတစ်ခါတော့ပိုကောင်းတဲ့သူဖြစ်လာချင်နေတာကြောင့်သူ့ကိုမငေါ်ပဲနေဖို့ကိုမှထားလိုက်တယ်။အမေတတိမရပဲရှိနေရင်တော့သူ့ကိုပြောစေချင်လို့ပါဟာပြောစရာလားဒါပေမဲ့ကျမပြုံးလိုက်တယ်တော့ပြီးအဖေတောင်းပန်ပါတယ်သူခေါင်းညိတ်ပြီးချောင်းဆိုးဟန်ဆောင်တယ်ပြီးတော့ Eric နဲ့လမ်းကွဲလိုက်တယ်လို့လည်းကြားတယ်အဲ့ဒါအမှားကြီးပဲသမီးလေးသူ့အဖေကငါရဲ့စီးပွားရေးလုပ်ဖို့ကင်ဖက်အသစ်ဖြစ်လာနိုင်ပြီးအဲ့ဒီကိစ္စမှာဆယ်ကျော်သက်ဒရမာတွေဝင်ရှုပ်တာကိုမလိုချင်ဘူး Eric ကသူ့နှကန်းကိုသူထိမ့်တင်တာပေါ်ပြီးတော့သူ့အဖေကအဲ့ဒီလုပ်ငန်းကိုလိုချင်ရင်သူ့သားအဆုံးထွက်သွားတာကိုကြော်ဖြတ်နိုင်မှာပါအဖရဲ့မျက်နှာတင်းသွားပြီးစပွဲကိုလက်နဲ့တုံးထုလိုက်တယ်။ပိုကောင်းတဲ့လူဖြစ်လာအောင်စူးစမ်းနေတာမဟုတ်ဘူးလားပိုကောင်းတဲ့သမီးတစ်ယောက်ဖြစ်အောင်လေဒီဒေါက်တာဖီအဆင့်ကိုအလေးနဲ့ထားပြီး Erin နဲ့ပြန်ပေါင်းလိုက်စမ်းပါ။ပြီးတော့သူထွက်သွားတဲ့ကောင်းပြီအဲ့ဒါနှွေးထွေးတဲ့အရာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီပရာဟိတပါတီကိုလုပ်မယ်ဆိုရင်ပြီးပြည့်စုံနေမှဖြစ်မယ်။ Brittany မနာလို့ဖြစ်ပြီးဦးရမတက်ဖြစ်သွားစေမယ်စုံလင်မှုမျိုးပေါ့။အဖေကရက်ပေါင်း2ရက်ပဲကြိုကျင်ညာခဲ့တာကြောင့်ပြင်ဆင်ဖို့အချိန်မရှိခဲ့ပါဘူး။အဲ့ဒါကြောင့်ကျမရဲ့အကြိုက်ဆုံးသပင်ညက်စရာနဲ့တွေ့ဖို့ Las Vegas ကိုချက်လီရင်နဲ့တွားခဲ့ရတယ်။ Eric တီးသွားတဲ့အခါပြေးလာပြီးခွင့်လွှတ်ဖို့နဲ့လိုက်သွားခွင့်ပေးဖို့တောင်းပန်တယ်။သူ့အဖေကချက်လီရင်ကိုအလကားသုံးနေလို့အဖေစီရောင်းလိုက်ရတာဖြစ်မှာပါ။အဲ့ဒါကြောင့်သူ Instagram မှာတင်ဖို့ပုံကောင်းကောင်းရိုက်ချင်နေတာပါ။အဖေက Eric ကိုပြောအောင်ထားဖို့မှာထားတာကြောင့်ကျမလည်းမတက်တာပဲခွင့်ပြုလိုက်ရတယ်။သူ့ကိုလွမ်းတဲ့သူကတိတ်လာတာပဲဘေဘီရဲ့ငါဒီမှာရှိနေတယ်လေကိုကလေရင်ကိုပြောတာပါဒါပေမဲ့နင်လဲဟုတ်ပါတယ်။အိုဖះသခင်ကျမကိုတတိပေးပါသူနဲ့2ရက်ကြာအောင်နေရတာတက်စင်ခံမှာနေရတာထက်ပိုခက်ပါတယ်။ဒါပေမဲ့အိမ်ကိုတနာရီနောက်ကျပြီးပြန်ရောက်လာတဲ့အခါပါတီကကြီးမားလို့နေတာကိုတွေးလိုက်ရတော့အဲ့ဒါတွေအကုန်မေ့သွားတယ်။အဖေကနာမည်ကြီး DJ စိန်ခံအစားအစာထရက်ကားတွေနဲ့ပါတီကိုအကြီးအကျယ်လုပ်ထားပါတယ်။လေရင်ပေါ်ကဆင်းလာတဲ့အခါလူတွေအကုန်လှည့်ကြည့်ကြတယ်။လမ်းဖက်ပေးကြပါငါသမီးလေးဆင်းလာပြီ။လူတွေဝိုင်းလာပြီးပုံတွေရိုက်ကြတယ်တစ်စက္ကန့်လောက်တော့အာနာရှိလာတယ်လို့ခန်းစားလိုက်ရပါတယ်။ Brittany သားအဲ့ဒီမှာရှိနေရင်ကောင်းပါပဲ။အဲ့ဒီအချိန်မှာလူအုပ်ထဲကတယောက်ကអော်လိုက်တယ်။ဟေးလူတို့မယုံနိုင်စရာပဲ။ဟုတ်တယ် DJ လေး။မဟုတ်ဘူး Brittany လဲပါတီလုပ်နေတယ် Billie Eilish ကိုပါခေါ်ထားတာ။အားလုံးအံ့အားသင့်သွားကြတယ်တစ်စက္ကန့်ကမှကျမကိုပုံရိုက်နေကြတာအခုတော့ထွက်ပေါက်ဘက်ကိုပြေးသွားကြတယ်။တကယ်ပြောနေတာလားပြန်လာကြစမ်းပါ။ဒါပေမဲ့ဘယ်သူမှမနားထောင်ကြဘူး။ Eric တောင်ခွေးပေါက်လေးလိုလိုက်သွားတယ်ကျမသူ့ကိုကြည့်လိုက်တယ်။သွားလိုက်တော့သူ့မျက်နှာဝင်းပသွားပြီးတခြားသူတွေနောက်ကိုပြေးသွားတယ်ဒါပဲ Brittany ကျမကိုအစွန်းရောက်အောင်တွန်းပို့လိုက်ပြီးအဖော်လိုချင်သေးလားလန့်သွားပြီးလှည့်ကြည့်လိုက်တော့မျက်မှန်ပဲတက်ထားတဲ့လူစိမ်းကောင်လေးကိုတွေ့လိုက်ရတယ်။ကို Charles လို့ခေါ်ပါတယ်ဒီကိုပြောင်းလာတာမကြသေးပါဘူး။နင်းနဲ့ Brittany အကြောင်းကြားဘူးပါတယ်စိတ်ဝင်စားစရာပဲ။ကျမဘောကပျက်စီးနေတာကိုသဘောကျနေတာပေါ့ချားစီရဲ့နင်အဲ့ဒီလိုလုပ်မယ်လို့မထင်ပါဘူးဘာလို့လဲငါရဲ့ချစ်စရာကောင်းတဲ့ပင်ကိုဇရိုက်ကြောင်းလားကောင်းတဲ့သူတယောက်လိုထင်ရလို့ပါကျမမျက်တောင်ခတ်လိုက်တယ်နောက်ဆုံးလူတယောက်ကကျမကိုကောင်းတယ်လို့ပြောဘူးတာငငယ်တုန်းကပါပြီးတော့ကျမချားစ်ကိုလှည့်ပြီးယူသွစရာမေးခွန်းတစ်ခုမေးလိုက်တယ်ငါနဲ့အပြင်ထွက်မလားမတိသေးတဲ့ကောင်လေးတယောက်ကိုအပြင်လိုက်ဖို့ဖိတ်နေတာပေါ့ဟုတ်လားငါတိတဲ့ကောင်တွေထက်တော့စိုးစရာမရှိပါဘူးကောင်းပြီမစော်ကို like နဲ့ subscribe လုပ်မှာပဲတကယ်လားအဲ့ဒါဆိုဘာလို့မျက်မှန်နောက်မှာပုံနေသေးတာလဲ Charles မျက်တောင်ခတ်လိုက်တယ်စတာပါဒါပေမဲ့အားလုံးပဲ like နဲ့ comment ပေးကြပါဦးသူပြုံးပြီးခေါင်းညိတ်တယ်အဲ့ဒီညကအပြင်ထွက်ခဲ့ကြတယ်တကယ်လဲမိုက်တဲ့ညပါပဲပိုပိုင်းကိုသွားပြီးအစီတွေနဲ့စားစရာတွေစားခဲ့ကြတယ် Brittany ကတော့အဲ့ဒါတွေကိုတားမြစ်ထားတယ်လို့မျိုးလုပ်တတ်တယ်အဲ့ဒီညမှာတော့ Brittany Eric နဲ့ပါတီပွဲတွေကိုမေ့ထားလိုက်နိုင်တယ်ဒါပေမဲ့လက်တွေ့ဘဝကရက်ဆက်ပါတယ်နောက်တစ်မနက်မှာအဖေအခန်းထဲဝင်လာပြီးဖုန်းကိုထိုးပြတယ်ဖုန်းထဲမှာကျမနဲ့ Charles တို့ပိုပိုင်းမှာစားနေတဲ့ပုံရှိနေတယ် Eric နဲ့ပြန်ပေါင်းဖို့ပြောထားတာကိုနင်ကလူစိမ်းတယောက်နဲ့ရှောက်သွားနေတာပေါ့သူ့မှာကိုပိုင်ဟန်ရှိလို့ပါအဖေကတက်ပြင်းချပြီးဒေါသထွက်လာတယ်နီကိုနစ်ရဲ့ drama တွေကိုလက်မခံနိုင်တော့ဘူးပြင်လိုက်တော့ Eric နဲ့ပြန်ပေါင်း Brittany နဲ့ပြေလည်အောင်လုပ်အဲ့ဒီလူစိမ်းနဲ့ဝေးနေမလုပ်ရင်ရောငွေကြေးဖြတ်တောက်ခံရမယ်ပြီးတော့သူထွက်သွားတယ်။ကြောင်းမသွားခင်အမေအခန်းကိုဝင်သွားတယ်။အမေကငြိမ်သက်စွာအိပ်ပျော်နေတယ်။အမေသမီးကိုခွင့်လွှတ်ပါ
နောက်ပိုင်းကျောင်းရည်ချိုးခန်းထဲမှာရှိနေတုန်းတကားပွင့်လာတဲ့ Brittany ပဲဖြစ်ပါတယ်။အမကြီးရဲ့ပြဿနာတွေကကျမစီးသွားတာပြီးမှမလာနိုင်ဘူးလား။ Brittany ကကျမရဲ့လက်ကိုဆွဲပြီးဆွဲထုတ်တယ်သူ့အပေါင်းပါတွေကရေစင်သားမှာစောင့်နေကြပြီးကျမကိုကျမ်းပြင်ပေါ်တွန်းလဲလိုက်ကြတယ်။မြို့ပေါ်ကအကောင်တွေတဲကမှငါရဲ့ပထွေးတော်ကိုတွားရွေးတာပေါ့ဟုတ်လား။ Charles ကနေ့ရဲ့ပထွေးတော်လားမိုက်တဲ့အလှဲ့ပြောင်းပဲ။ဘာလို့လူတွေထက်အမြဲတာနေချင်နေရတာလဲ။ငါနင့်ထက်မသားပါဘူး။ Brittany ကသာပိုပြီးနှိမ့်ချနေတာ။ကျမ Brittany ကိုတွန်းထုတ်လိုက်ပြီးထွက်လိုက်တယ်။နေငါကိုဘသူနဲ့တွဲရမယ်ဆိုတာမပြောနဲ့ငါ Charles နဲ့ပိုတွဲပြမယ်။နောက်ပိုင်းမှာတီးလိုက်ရတာက Charles ဟာ Brittany ရဲ့အဖေကဖောက်ပြန်ရာကနေရတဲ့သားဆိုတာပါပဲ။စင်ကြံလန်းမှာ Charles ကိုတွေ့တော့သူ့ကိုဆွဲပြီးနမ်းလိုက်တယ်သူအံ့ဩသွားပေမဲ့ပြန်နမ်းပါတယ် Brittany မြောင်အားလုံးလုပ်ခဲ့တာပါ။ကားနဲ့အိမ်ပြန်လာတဲ့အခါ Charles ကိုမေးခွန်းတွေမေးတယ်။ဘာလို့နင်က Brittany ရဲ့အကိုဝမ်းကွဲဆိုတာမပြောတာလဲ။ပြောရင်နင်ငါကိုကြည့်တောင်ကြည့်မှာမဟုတ်ဘူးလေ။အင်းအဲ့ဒါလဲမှန်ပါပဲ။ကားမောင်းနေတော့ Charles ကအပြင်ဘက်ကိုကြည့်ပြီးအော်လိုက်တယ်။နီကိုကြည့်ဦး။နောက်ကျသွားပါပြီကားကတစ်ပင်နဲ့ဝင်ဆောင်သွားပြီးအကုန်မောင်မဲသွားတယ်။တတိယလာတဲ့အခါဆေးရုံခန်းထဲမှာရှိနေတဲ့ Charles ရဲ့အမေကဘေးမှာရက်နေတယ်။ Charles ရောခွဲစိတ်ခန်းထဲမှာသူထိခိုက်မှုအများဆုံးခံလိုက်ရတယ်။ငုံမိပါတော့တယ်။ကျမကြောင့်ပါမမတ်ရဲ့။ညဘက်မှာ Brittany ရဲ့ Instagram story ကိုမြင်လိုက်ရတယ်။မုန်းစရာကောင်လေးနဲ့အတူတေဆုံးတော့မယ်ဟာတာပဲ။ကျမဒေါသထွက်သွားတယ်သူကျမတို့အတွက်ဘာမှမလုပ်ပေးခဲ့ဘူးအဲ့ဒီအချိန်မှာပဲသူနာပြုဆရာမဝင်လာတယ်။ Charles တတိယလာပြီးခမရတို့ကိုခေါ်နေတယ်။အခန်းထဲဝင်သွားတော့ Charles ကဖြောတော့စွာနဲ့တခြားတစ်ဖက်ကိုကြည့်နေတယ်။တောင်းပန်ပါတယ် Charles သူ့ရဲ့မျက်မှန်ကိုချွတ်လိုက်တာကိုတွေးလိုက်ရတယ်သူ့မျက်လုံးပေးမှာအမာယုတစ်ခုရှိနေတယ်ဒါပေမဲ့အဲ့ဒါကသူ့ကိုပိုမိုက်စေပါတယ်။နေငါ့ကိုထွက်သွားမှာမဟုတ်ဘူးလား။ဘယ်တော့မှမသွားဘူး။နောက်တစ်မနက်မှနိုးလာတော့ပေါ့ပါနေတယ်ဒါပေမဲ့မကြခင်မှာပဲ Charles ကဒေါသရတွေနဲ့ထွက်သွားခိုင်းတယ်။ထွက်သွားတော့နီကိုဖုန်းကိုကြည့်လိုက်တော့ Brittany ရဲ့ငယ်ဘက်ကပုံတွေအင်တာနက်ပေါ်ပြန့်နှံ့နေတာကိုတွေ့လိုက်ရတယ်။အားလုံးကသူ့ကိုလောင်ပြောင်နေကြတယ်။အဖေလည်းရောက်လာပြီးငွေကြေးဖြတ်တောက်ကြောင်းပြောကနှင်ထုတ်လိုက်တယ်။ပန်းချန်ထဲမှာခီးဆောင်အိတ်လေးနဲ့တယောက်တည်းထိုင်နေတော့ Brittany ရောက်လာတယ်။အဲ့ဒီပုံတွေကိုငါတင်တာမဟုတ်ပါဘူး။ငါသိပါတယ်တင်တာ Charles ရဲ့အမေဖြစ်မှာပါသူနဲ့ဖုန်းကိုယူပြီးတင်လိုက်တာ။သူတို့အမှန်တရားကိုသိသွားကြတယ်။ရက်အနှဲငယ်ကြာတော့ကျောင်းကွင်းထဲမှာ Charles ကိုတွေ့တယ်သူမျက်မှန်မပါပဲရက်နေတယ်။ပုံတွေတင်တာငါအမေပါငါတောင်းပန်ပါတယ်။ကျမသူ့ကိုပြုံးပြပြီးခွင့်လွှတ်လိုက်တယ်။ကဲအိမ်ပြန်ကြရအောင်။ကောင်းကင်ကိုမောကြည့်လိုက်တော့အမေရဲ့အပြုံးကိုမြင်အောင်လာတယ်ကျမမပြည့်စုံသေးပေမဲ့အမေဂုံယူမဲ့သူဖြစ်လာမယ်ဆိုတာသိချပါတယ်